ကဲကျွန်တော်ချစ်မိတ်ဆွေတွေအပူရှောင်မှုအိမ်လေးတစ်လုံးရှာနေရလားအဲ့ဒါဆိုရင်ဒီအိမ်မှာဝယ်လိုက်တော့ဒီအိမ်ကကျွန်တော်တို့ပြည်ဦးလွင်မြို့ရက်ကွက်ကြီး12ရေချမ်းအိုးမှာ VIP ရက်ကွက်ထဲမှာတည်ရှိတယ်ပြီးတော့ရေချမ်းအိုးရွာအလဲကောင်းထဲမှာလည်းတည်ရှိတယ်ဒီအိမ်လေးကဒီအိမ်လေးရဲ့ပေကိုကျွန်တော်ပြပြချင်ပါတယ်ခင်ဗျာဒီအိမ်လေးရဲ့ပေကကျွန်တော်25ပေပေ90ရေမီးဖုံRC နှစ်ထပ်မေမျိုးဆန်ဆန်လေးတော့ဖောက်ပေးထားရပေါ့ဗျာဒီမှာဒီရှေ့မှာဆိုလည်းကျွန်တော်ပန်းမင်လေးတွေစိုက်ဖို့လုပ်ပေးထားတယ်အိမ်ကအပြည့်ဖက်တော့ကျွန်တော်လုတ်ပေးပြလေးတွေကဒီမှာထဲမှာပက်ကစ်ခင်းဖို့ကြံပေးတယ်နော်အနေချင်းတော့လုတ်ပေးဖို့ကြံပေးတယ်အဲ့ဒါလေးလည်းအကုန်လုတ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါအပူရှောင်မှုဆိုလို့ရှိရင်ခုရပြီမှာဒီအိမ်လေးကဒါကျွန်တော်တို့ပင့်တော်မယ်လို့ထင်ပါတယ်နော်ဒါအိမ်ကအသစ်ချက်ချုပ်လုံးဝအသစ်ရှိပြီတယ်ဖေးနဲ့တော့မပြောက်သေးဘူးနော်အိမ်လေးကရေမီးဖုံနေရမယ်ဒီအိမ်လေးရဲ့ဒါပါဝင်နဲ့ဟာတော့ကျွန်တော်တို့ရှေ့မှာအကျယ်ဝန်းဆိုလို့ရှိရင်ကားနှစ်စီးထိုးလို့ရခဲ့လားအိမ်ထဲကိုတစ်ချက်လောက်လေးလာကြည့်အောင်ကျွန်တော်ဒါကျွန်တော်တို့ဝင်ချင်းအိမ်ကန်လေးပဲအိမ်ကန်လေးပေါ့နော်အိမ်ကန်ရဲ့ဒီဘက်မှာတော့ကျွန်တော်အိမ်ခန်းဒီမှာကအိမ်ခန်းတော့ဒီခန်းပြီးတော့စတိုကန်လေးလည်းပါမယ်နော်အောက်ခင်းမိုးကတော့ကျွန်တော်ကိုရီးယားပက်ကခင်းမိုးကြံပေးတယ်နော်ဒါလှုပ်ရှားလေးရောအဲ့ဒါလေးပဲရှိတော့ကျန်တဲ့ဘိုင်းလေးရတော့အကုန်ပြီးပါပြီနော်အဲ့လဲတော့ master bedroom လေးအောက်ထက်ကအိမ်ခန်းတစ်ခန်းပဲပါတယ်ဒါပေမဲ့ master bedroom ခန်းလေး master bedroom ခန်းဆိုလဲကျွန်တော်ဒါအကျိတ်ကြီးပဲအဲ့ဒါမဲ့ master bedroom ခန်းဆိုလဲလုံးဝအကျိတ်နော်ကျေကျေတော့ကျွန်တော်တို့ဒါအများဘုံအိမ်မှာရေချိုကန်လေးပါမယ်ဒါပြီးဖို့ကြောင့်ဒါပြီးဖို့ကြောင့်လည်းဘုံအိမ်မှာရေချိုကန်ပေါ့နော်ဒီမှာလည်းဘီနေပါတယ်ထည့်ပေးထားနော်ဟုတ်ကဲ့လာကျွန်တော်နဲ့ဒီအပေါ်တဲ့ဒါကတော့ကျွန်တော်တို့ဒုတိယတဲ့ရေဒါအေကန်လေးဖြစ်မယ်နော်အေကန်လေးလည်းကျဲတယ်ဒါဒီဘက်မှာဆိုလို့ရှိရင်အေကန်ဒီဘက်ထွက်မယ်ဆိုရင်ဝရဏာပေါ့ဗျာဒီမှာဝရဏာလေးလည်းပါရင်လေးရနော်ဒါဝရဏာလေးလည်းဒီမှာကြဲဝုန်းပါမယ်ကြဲဝုန်းပါမယ်နော်ဝရဏာလေးဟုတ်ဒီပေါ်မှာတော့အိတ်ခန်းကကျွန်တော်တို့ single နှစ်ခန်းပါမယ်နော်ဒါလည်း single ခန်းပဲနော်ဒီဘက်ကလည်းဒါကျွန်တော်တို့ single ခန်းပဲဒီနောက်ဖုံးမှာတော့ master bedroom မှာဒါ master bedroom ခန်းဖြစ်တယ်ဒီအပေါ်ဓာတ်ကလည်း master bedroom ကလည်းကျေကြီးပဲပြီးတော့ရေကူရေပါမယ်ဒီအိမ်ကရေမီးဖုံပေါ့နော်ရေမီးအိမ်လေးကတော့ဒါလူရပြီအပူရှောင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အပန်းလာဖြေတာပဲဖြစ်ဖြစ်ဒါလုံးဝကိုတင့်တော်ပါတယ်နော်ဒီအိမ်လေးကဒါအဆင်ပြေမယ်ပြီးတော့လူနေအိမ်တွေကြားထဲမှာရွာလေကောင်းတယ်လည်းပဲနေရမယ်ဆိုတော့ရအရန်ကိုအဆင်ပြေမဲ့အိမ်လေးတစ်လုံးပါခင်ဗျာကဲဒီအိမ်ကြီးကိုစိတ်ဝင်ပါရင်ကျွန်တော်ချယ်ရီမျိုးတို့အိမ်ချမ်းမျိုးကိုဖက်ဖုန်းပန်းဝယ်ယူနိုင်ပါတယ်เนาะဒီအိမ်ကြီးခေါ်ထားတဲ့ fee ကကျပ်သိန်း3900အရှော့တင်းရှိသေးရယ်เนาะဒါလုံးဝဒီရွာလေကောင်တွေကိုနေရမှာဆိုတော့ကဲကျွန်တော်ချစ်မိတ်ဆွေတွေအပြေးလေးလန့်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးဘိုင်ဘိုင်